အကျန်းဘက်ခေါင်းဆောင်ကလက်နက်ကြီးတော့ကိုကောက်ကိုင်းပြီးလက်နက်မောင်းခိုဓမားစီလမ်းပစ်ပေးလိုက်ပါတယ်ပြီးတော့ဒီကြီးကဘယ်လောက်အစွမ်းထက်လဲဆိုတာပြဖို့ပြောတာပါလက်နက်မောင်းခိုဓမားကကြီးကိုဖမ်းလိုက်ပြီးဟိုလန်းဒီလန်းကြည့်ကဘေးနားကလူတယောက်ကိုကမ်းပေးလိုက်ပါတယ်အဲ့ဒီတော့ခေါင်းဆောင်ကတောင်ထိပ်ပေါ်ကထင်းရှူးပင်တပင်ကိုလက်ညှိုးထိုးပြပြီးအဲ့ဒီလူကိုပြစ်မှတ်ထိအောင်ပြစ်ဖို့အမိန့်ပေးလိုက်ပါတယ်ထိုလူကပြစ်မှတ်ကိုတစ်ချက်ကြည့်ပြီးမော်တာစိန်ပြောင်းကိုအမြန်ဆုံးအသစ်ပြင်ပါတော့တယ်သူအလုံးလုံးပုံကအရန်ကျွမ်းကျင်ပြီးယုံကြည်ချက်ရှိလွန်းလို့အချမ်းဘက်ခေါင်းဆောင်တွေကအံ့ဩသွားရပါတယ်မော်တာကိုဒီလောက်ကျွမ်းကျင်ကင်တွယ်နိုင်မဲ့သူမျိုးရှိလိမ့်မယ်လို့သူကလုံးဝမထင်ထားခဲ့မိဘူးခေါင်းဆောင်ကဘာမှမပြောသေးခင်မှာပဲအဲ့ဒီလူကပြစ်လိုက်ပါပြီကြီးကလေထဲကိုပြန်တက်သွားပြီးတင်းရှူးပင်ကိုကွက်တိသွားမှန်ပါတော့တယ်ဒီဖြစ်စဉ်တစ်ခုလုံးဟာ9မိနစ်တောင်မပြည့်လိုက်ဘူးခေါင်းဆောင်ကဒါဟာကံကောင်းလို့ဖြစ်သွားတာနေမှာပေါ့လို့တွေးပြီးအဲ့ဒီလူကိုနောက်ထပ်ကြီးတော့ထပ်ပေးလိုက်ပြန်ပါတယ်ဒီတခါတော့ပိုခက်တဲ့ပြစ်မှတ်ကိုရွေးလိုက်တာပေါ့သူကတောင်ပေါ်က10မျက်နှာရှိတဲ့ကြောက်တုံးကြီးတစ်ခုကိုလက်ညှိုးထိုးပြလိုက်တယ်အဲ့ဒီနေရာကမော်တာရဲ့အဝေးဆုံးပြစ်နိုင်တဲ့အကွာအဝေးနီးပါးမှာရှိနေတာပါအဲ့ဒီလူကခေါင်းဆောင်အကြက်ကိုင်းနေမှန်းသိပေမဲ့မိမိကိုယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်သူဟာမော်တာကိုတေချာချိန်ညှိပြီးနောက်တစ်ချိန်ထပ်ပစ်လိုက်ပြန်တယ်။ကြီးကလာပတဲ့ဆက်ဝိုင်းပုံစံပြန်တန်းသွားပြီးပြစ်မှတ်ကိုတဲ့ကြီးသွားမှန်ပြန်ပါတယ်။ခေါင်းဆောင်ကတော့အံ့ဩသင့်သွားလို့သွားပြီးဒီလူဒီလောက်ထိလက်ဖြောက်လိုက်မယ်လို့မမျှော်လင့်ထားဘူးလေ။ဒီတော့လက်နဲ့မောင်ကိုဓမားကဒီလူကအမြောက်တပ်ဖွဲ့ကအတော်ဆုံးမော်တာအော်ပရေတာဖြစ်ခဲ့တာဗျာ။သူပစ်လိုက်တဲ့ကြီးစံတွေမှာမျက်စိပါသလိုတဲ့သွားမှန်တာလို့ရှင်းပြပါတော့တယ်။ဒါပေမဲ့လည်းအကျန်းဘက်ခေါင်းဆောင်ကလုံးဝအုပ်တုံမယုံကြည်သေးပါဘူး။သူကအဲ့ဒီလူကိုဒီထက်ပိုခက်တဲ့စိန်ခေါ်မှုတစ်ခုထပ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ခေါင်းဆောင်ကတောင်ပေါ်ကိုတယောက်တည်းလမ်းလျှောက်တက်သွားပြီးကြောက်တုံးကြီးတစ်ခုပေါ်မှာမတ်တက်ရလိုက်တယ်။ပြီးတော့သူ့ရဲ့နောက်ကျောမှာအမတ်အသာလှုပ်ထားတဲ့ဆက်ဝိုင်းထဲကိုကြည်ကြအောင်ပြစ်ဖို့လမ်းပြောပါတော့တယ်။အကယ်၍ဒီလူသားအောင်မြင်အောင်ပြစ်နိုင်ခဲ့ရင်လက်နက်တွေအားလုံးကိုဝယ်မယ်လို့ကတိပေးလိုက်တာပေါ့။အဲ့ဒီလူကလည်းချက်ချင်းပဲသဘောတူလိုက်ပါတယ်။ဒီလောက်ကြီးမားတဲ့အယောင်အဝယ်ဆိုရင်သူရမဲ့ကော်မရှင်ခကလည်းနေတာမဟုတ်ဘူးလေ။ဒါပေမဲ့ခေါင်းဆောင်ရဲ့တပြစ်ကတော့ရင်တမမနဲ့ဖြစ်သွားကြပြီးပြစ်မှတ်ကသူတို့ခေါင်းဆောင်နဲ့အရန်နီးကပ်နေတော့အမားတစ်ခုခုဖြစ်တာနဲ့ခေါင်းဆောင်တီးသွားနိုင်တယ်မဟုတ်လားဒါကြောင့်သူတို့ကအဲ့ဒီလူကိုတားဆီးဖို့တနတ်တွေနဲ့ချက်ချင်းဝိုင်းချိန်ကြပါတော့တယ်ဒါပေမဲ့အဲ့ဒီလူကတော့သူတို့ကိုခယူမဆိုင်ပဲမော်တာကိုဆက်ပြီးချိန်ညှိနေခဲ့ပါတယ်ဘယ်သူမှမတားနိုင်ခင်မှာပဲသူပစ်လိုက်ပြီးကြီးကခေါင်းဆောင်ရက်နေတဲ့နေရာကိုကွက်တိကျသွားပြီးမိခိုးလုံးကြီးတွေဖုံးလွှမ်းသွားပါတော့တယ်မိခိုးတွေလွင့်စင်သွားတဲ့အခါခေါင်းဆောင်ဟာဘာထန်ယာမှမရပဲအသက်ရှင်ရက်ရှိနေတာကိုတွေးလိုက်ရတယ်အဲ့ဒီလူဟာမိသူ့ကိုမှမထိခိုက်စေပဲမိမိရဲ့စွမ်းရည်ကိုတက်သေးပြဖို့အတွက်အစစ်အမှန်ပောက်ကွဲတတ်တဲ့ကြီးအမျိုးသားမိကိုဘုံကိုအသုံးပြုပြီးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ကျမ်းဘက်ခေါင်းဆောင်ဟာအလွန်စိတ်လှုပ်ရှားပြီးတဘောကျသွားကတောင်ပေါ်ကနေဝမ်းသာအားရပြေးဆင်းလာခဲ့တယ်။သူကအမေရိကန်ဒေါ်လာတွေအပြည့်ထည့်ထားတဲ့အိတ်တအိတ်ကိုထုတ်ပြီးလက်နဲ့မောင်ခိုဓမားကိုပေးလိုက်တယ်။ပြီးတော့အဲ့ဒီလက်ဖြောက်ဓမားကိုသူ့စီထည့်ပေးဖို့တောင်းဆိုပါတော့တယ်။လက်နဲ့မောင်ခိုဓမားကညင်းဆိုလိုက်တဲ့အတွက်ခေါင်းဆောင်ကနောက်ထပ်ပတ်စံအိတ်တအိတ်ကိုထပ်တိုးပေးပြန်ပါတယ်။ဒါပေမဲ့မောင်ခိုဓမားကလက်မခံပဲထပ်ညှိနေတုံးပါပဲဒီတခါတော့ခေါင်းဆောင်ကဒေါသထွက်သွားပြီးဒီလူကိုမပေးရင်မင်းပတ်စံရတော့မှာမဟုတ်ဘူးလို့ချင်းချောက်လိုက်ပါတော့တယ်ခေါင်းဆောင်ရဲ့တပြည့်တွေကလည်းလက်နဲ့မောင်ခိုဓမားစီတင်နတ်တွေဝိုင်းချိန်ကြပါတယ်ခေါင်းဆောင်ကအတီးပြောတာကိုတီးလိုက်ရတဲ့အတွက်လက်နဲ့မောင်ခိုဓမားဟာနောက်ဆုံးမှာတော့အလျှော့ပေးလိုက်ရပါတော့တယ်သူကပတ်စံတွေကိုယူပြီးတော့အဲ့ဒီလူကိုအကြမ်းဖက်ခေါင်းဆောင်လက်ထဲထည့်ပေးလိုက်ပါတော့တယ်ခင်ဗျာ